မြတ်စွာဘုရားအလောင်းဝဗုဒ္ဓကာယမဟာဗောဓိပင်အောက်မှာတောတိယမြတ်ထံသမားကလှူသွားတဲ့မျက်ရှိစုပ်ကိုအလူခံပြီးတော့ဖြန့်ခင်းလိုက်ပါရီ။နွေရာသီဆိုတော့မြက်ခင်းပေါ်မှာထိုင်ရတာအေးရပေါ့။ဗုဒ္ဓကာယဆိုတာအခုချိန်ဆိုတော်တော်ပူတဲ့နေရာပေါ့။အဲ့ဒီခေတ်တုန်းကတော့ဒီလောက်ပူစင်မှပူမှာပေါ့။ဒါပေမဲ့မြက်ခင်းပေါ်ထိုင်ရင်အေးရဆိုတာကိုတော့အလုံးသိကြမှာပါ။တောတိယဆိုတဲ့မြတ်ထံသမားကဖျားလောင်းတော်ကိုတွေ့တဲ့အခါကျတော့အရန်ကိုတရားတရားတွေဖြစ်ပြီးတော့မျက်ရှိစုပ်ကိုလှူပါရီ။လှူလိုက်တဲ့အခါမှာအဲ့ဒီမြတ်ထုံတွေကိုဖျားအလောင်းတော်အောင်လက်ခံပြီးတော့သူထိုင်မဲ့နေရာမှာဖြန့်ခင်းလိုက်ပါရီဖြန့်ခင်းပြီးတော့အဲ့ဒီမြက်ခင်းလေးပေါ်မှာထိုင်ရှင်းနေဒီကနေ့တော့တရားထူးတရားမြတ်မရမချင်းဒီနေရာကနေငါမထတော့ဘူးလို့အတိတ်ထန်လိုက်တယ်အဲ့ဒီအတိတ်ထန်ကိုပြအောင်လို့ဆိုပြီးတော့မာနကြီးကလာနောက်ရှက်တာပေါ့ဒါကိုပလင်လူတွေလို့ပြောကြတယ်ပလင်လူတွေဆိုတာအတိတ်ထန်ပြတ်သွားပြီးဒီနေရာကနေထသွားအောင်လုပ်တာကိုပြောတာနော်တချို့စာတွေမှာရှိပါရီဒီမြတ်ရှစ်စုပ်ဖြန့်လိုက်တာနဲ့တပြိုင်နက်တန်မိုးရှိတဲ့ယတနာပလင်ကြီးပေါ်လာလို့မာနကလူချင်းပြီးတော့လာလူတွေပေါ့ဒါတွေကတင်စားပြီးရေးတာဖြစ်နိုင်ပါရီတကယ်တော့ဖျားအလောင်းတော်ဟာမြက်ခင်းပေါ်မှာထိုင်ပြီးအတိတ်ထန်ထားတာကိုပြောင်းဒီနေရာကထသွားအောင်လို့ဆိုပြီးတော့လာလုပ်တဲ့သဘောပါမာနကတော့ပလင်လူမေမထင်ပါဘူးဘာဖြစ်လို့လဲဆိုတော့သူ့မှာပလင်တွေပြည့်နေရပြီသူကနတ်ပြည်6ထပ်မှာအမြင့်ဆုံးပရနေမီတဝါတဝတီဆိုတဲ့နတ်ပြည်ကပဲနမင်းကြီးကိုပုံကန်တဲ့နတ်တပုံပေါ့ပရနေမီတဝါတဝတီနတ်ပြည်ဆိုတာတကြားမင်းတွေထက်အထက်များကြီးကြာတာပေါ့နတ်ပြည်6ထပ်ရဲ့ထိတ်ဆုံးမှာနေတဲ့သူပဲဖះကိုတက်တက်နှောက်ရှက်တာကောင်းတာလုပ်ရင်မကြိုက်တဲ့နတ်မျိုးပေါ့ဒါကြောင့်မို့ဖះအလောင်းတော်ဟာဒီကနေ့မှတရားတူတရားမြတ်မရမချင်းဒီနေရာကနေမထဘူးလို့အတိတ်ထန်လိုက်တဲ့အချိန်မှာမထရင်ထအောင်လုပ်မယ်ဆိုတဲ့အနေနဲ့လာနောက်ရှက်တဲ့သဘောပေါ့နော်ဒါကိုပလင်လူလိုက်တာလို့ရှိရနဲ့တူပါရီအဲ့ဒီတော့လေဖះအလောင်းတော်ဟာအဲ့ဒီအတိတ်ထန်ကိုမဖြတ်ပါဘူးမာနကြီးကလာနောက်ရှက်ပေမဲ့နောက်ဆုံးမှာတော့အတိတ်ထန်အောင်သွားခဲ့ပါရီနောက်ဗီဒီယိုလေးမှာတော့တမထကျင့်စဉ်အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါရီအထက်မှာဖော်ပြခဲ့တဲ့အကြောင်းအရာတွေအောင်ပါကျုပ်ဆရာတော်ကြီးရေးသားတော်မူခဲ့တဲ့အဘိဓမ္မာမြတ်ဒေသနာပထမအတွေ့ကနေကောက်နှုတ်ဖော်ပြပေးခြင်းဖြစ်ပါရီ